share တော့ like ကိုရန် share ရေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ရောဘုံတို့ကိုရီးယား fans ကားလေးတစ်ခုဖြစ်တဲ့ကျန်းနီယာဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျန်းနီယာဆိုရဲ့ဒီဗီဒီယိုကဘယ်လိုဒီဗီဒီယိုဖြစ်မလဲဘယ်လိုပုံစံလေးဖြစ်မလဲဘယ်နေရာမှာအသုံးပြုလဲဆိုတာကိုဒီရှင်နဲ့တစ်ချက်အတူတူလေ့လာကြည့်ရအောင်နော်ကဲအဲ့ဒါဆိုရင်တော့ကျန်းနီယာရဲ့ဒီဗီဒီယိုကျန်းနီယာရဲ့ဒီဗီဒီယိုကအရန်တော်တယ်အရန်ကောင်းတယ်အရန်မိုက်တယ်အဲ့လိုပြောချင်တဲ့အချိန်မျိုးမှာဆိုရင်ကျန်းနီယာကိုအသုံးပြုပါတယ်အဲ့တော့ဝါကြလေးလေးချဲလောက်လေးပြချပါမယ်哇，我真惊讶！哇，你一买到诶，你一多啦呗？诶，你表现年轻嘛是伊，真要东就吧诶，我洗手，我做他诶，你就表么里面呢？真要是表东来呀吧诶，我做真呀，我真呀，你一买的你一多诶，你就表来呀吧诶，然后马上讲你说喏，我女朋友真要手，我女朋友真要手，今年诶。ပြစကားအရင်ကောင်းနေရန်ဆုံးစားစရာကောင်းခဲ့တာပဲအဲ့လိုမျိုးပြောချင်နေတယ်ကျန်ရအောင်သုံးလိုက်အဲ့တော့နောက်ထပ်တစ်ခုကြည့်အောင်နော်အခုကဘာလေးဖြစ်နေဆိုရင်ဦးလေးဆုံးစမ်းရင်ဝတ်စုံစမ်းရငါတို့ဆရာအတော်ဆုံးပဲငါတို့ဆရာအမိုက်ဆုံးပဲငါတို့ဆရာအရင်မိုက်တယ်ငါတို့ဆရာအရင်တော်တယ်အဲ့လိုမျိုးသုံးချင်တဲ့အချိန်လေးဆိုရင်လည်းကျန်ရအောင်သုံးကြည့်ပါရဲ့နောက်ထပ်ဘယ်နေရာမှာသုံးလေးလဲဆိုရင်ကခဲမီဝတ်စုံစမ်းရကခဲမီဝတ်စုံစမ်းရ哇，ဒီခင်းကရမ်းမိုက်တာပဲဒီခင်းကရမ်းကောင်းတာပဲအဲ့လိုမျိုးပြောချင်တဲ့အချိန်ဆိုရင်လည်းကျင်းရအောင်သုံးပြပါရဲ့အဲ့ဒါဆိုတော့နောက်ဆုံးစာကြောင်းလေးတစ်ချောင်းကိုကြည့်ကြည့်ရအောင်နော်အင်ဒိုလေးကို真真真呀အင်ဒိုလေး真真真呀ဒီချင်းကရမ်းမိုက်တာပဲဒီချင်းကရမ်းကောင်းတာပဲအဲ့လိုမျိုးပြောချင်ရင်လည်းကျင်းရအောင်သုံးပြပါရဲ့အဲ့တော့ဒီရှင်းပြပေးသွားတဲ့စကားလုံးကြီးကကိုရီးယားရဲ့ဖန်စကားလေးတစ်လုံးဖြစ်တဲ့ကျန်းနီယာဆိုတာလေးကိုရှင်းပြပေးသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ကျန်းနီယာကိုဘယ်လိုနေရာမှာတုံးပြတယ်ဘယ်လိုအချိန်မှာတုံးပြတယ်ကျန်းနီယာဒီဗီဒီယိုကဘယ်လိုမျိုးလေးဖြစ်တယ်ဆိုတာကိုရောဘုန်းနဲ့လည်းနားလည်မယ်လို့ထင်ပါတယ်နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရောဘုန်းနောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့မယ်နော်အညာ